တိတ်ကျဝါဒနာရှင်တွေအတွက်နက်ကပေးတဲ့ချက်ဆိုတာဘယ်လိုမျိုးလဲသိပါသလားလေရီပန်တီတာဆရာဦးမောင်ကြီးရဲ့ဇီနတ်ထာပကာသနီကျမ်းမှာကြက်ကောင်းတစ်ကောင်မှာရှိရမယ့်လက္ခဏာ12ချက်ကိုအခုလိုဖော်ပြထားပါတယ်။ဦးကောင်းဟာငွေဦးကောင်းလိုပြားပြားတွက်တွယ်ရှိရမယ်။မျက်လုံးကတော့တိမ်ငှက်မျက်လုံးလိုစူးရှာကြီးမျက်တွင်းနဲ့ရပါမယ်။နှုတ်သီးဟာကြက်တူရွေးနှုတ်သီးလိုကွေးကွေးဝန်းဝန်းနဲ့ခိုင်မာရမယ်။အမောက်သေးရမယ်။လဲတန်းရွှေဒီတုတ်ရမယ်။ကိုလုံးကငပြောဦးလိုလုံးတွယ်ပြီးကင်ကြည့်ရင်တောင့်တင်းနေရပါမယ်။အတောင်ပန်ကျဲရမယ်။ရင်အုပ်တန့်ရမယ်။ပေါင်တန်ကြီးရမယ်။ခြေလုံးဟာတေးတွယ်ပြီး၆တွေ့နေမှာတကက်ကြက်ကောင်းပါ။နောက်ဆုံးအချက်ကတော့ခြေထဲစိတ်ပြီးအတက်ဟာချွန်ထက်ခိုင်မာနေရပါမယ်။ဒီ12ချက်နဲ့ပြည့်စုံရင်တော့အဲ့ဒီကြက်ဟာနက်ကပေးဟဲ့ကြက်ပါပဲခင်ဗျာ။